မင်းကလေးတယောက်ဟာမိစ္ဆာဘုရင်ကိုချစ်မိသွားခဲ့တဲ့အတွက်နှစ်ပေါင်း90တိုင်ပိတ်လောင်ခြင်းခံခဲ့ရရှာတယ်ဒါပေမဲ့လည်းဒီလိုမောင်ကျနေတဲ့အကျဉ်းထောင်ထဲမှာပဲဒဏ်ရာပြင်းထန်ရထားတဲ့ငကားနတ်တစ်ကောင်နဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ရပါတယ်မင်းကလေးကတနာစိတ်ဝင်သွားတာကြောင့်သူမရဲ့ကျင့်စဉ်စွမ်းအားတွေကိုသုံးပြီးငကားနတ်ကိုကုသပေးခဲ့တာပေါ့သူမရဲ့ဂယူးဆိုင်မှုကြောင့်ပဲငကားနတ်ဟာမကြခင်မှာဒဏ်ရာတွေတက်တာပျောက်ကင်းသွားခဲ့တယ်စိတ်ညစ်နေမဲ့မင်းကလေးကိုစိတ်ချမ်းသာစေချင်တာကြောင့်ငကားနတ်ကကောင်းကင်ရန်ထက်ကိုလှပလုံးနဲ့အလင်းတန်းတွေမှုတ်ထုတ်ပြီးဖန်တီးပေးခဲ့ပါတယ်ဒီလိုရင်တက်ရှုမောဖွယ်အလှအပကိုမြင်လိုက်ရတဲ့အခါကျမှမင်းကလေးရဲ့စိတ်ထဲမှာပျော်ရွှင်မှုတွေပြည့်နှက်သွားပြီးမကြခင်မှာပဲအိပ်ပျော်သွားခဲ့တော့တယ်သူမအိပ်ပျော်သွားတဲ့အချိန်ကျမှငကားနတ်ဟာလူအသွင်ကိုပြောင်းလဲလိုက်ပါတော့တယ်တကယ်တော့သူဟာတခြားသူမဟုတ်ပါဘူးမင်းကလေးအသက်ထက်ချရတဲ့မိစ္ဆာဘုရင်ကိုယ်တိုင်ဖြစ်နေတာပါမင်းကလေးကညာသူ့ကြောင့်ခံစားချက်တွေအများကြီးနာကျင်ခဲ့ရပြီးသူ့ကိုမရင်ဆိုင်ချင်မှန်းသိနေတာကြောင့်ကောင်းကင်ဘုံထဲကိုတိတ်တဆိတ်ခိုးဝင်လာပြီးသူမအိပ်ပျော်နေတဲ့အချိန်ကျမှပဲရင်ခွင်ထဲထည့်ပြီးဖတ်ထားရဲရှာတာပေါ့ဒါပေမဲ့ဒီလိုကြည်နူးစရာအခိုက်အတန့်ကိုအကွက်စင်တက်တဲ့ကောက်ကျစ်တဲ့မိန်းမတယောက်ကချောင်းကြည့်နေခဲ့ပါတယ်သူတတိမထားမိတဲ့အချိန်မှာအဲ့ဒီမိန်းမကငကားကြေးခွန်တစ်ခုကိုခိုးယူသွားခဲ့တာပါသူမကတော့ဒီမိန်းကလေးကိုအမြဲတမ်းမုန်းတီးနေပြီးကောင်းကင်ဘုံကနေအပြီးအပိုင်မောင်းထုတ်ချင်နေတဲ့သူဖြစ်ပါတယ်သူမကခိုးလာတဲ့ငကားကြေးခွန်ကိုသုံးပြီးရှေးဟောင်းနတ်ဖျားရတနာကိုတစ်ခုခုဖြစ်အောင်ကလိလိုက်ပြီးတော့ကောင်းကင်အင်ပါယာဘုရင်ကြီးစီသွားပြီးရတနာကိုတယောက်ယောက်ကခိုးဖို့ကြံစီနေပါတယ်ဆိုပြီးသွားတိုင်တော့ဒါပဲဒီသတင်းကိုကြားတော့ကောင်းကင်ဘုရင်ကြီးလည်းဒေါသချောင်းချောင်းထွက်ပြီးမိစ္ဆာဘုရင်ကိုဖမ်းဖို့တားမြစ်နေမြေထဲကိုချက်ချင်းလာခဲ့ပါတယ်ဒါပေမဲ့ဟိုလဲရောက်ရောမိစ္ဆာဘုရင်ကမင်းကလေးနဲ့အတူရှိနေတာကိုတွေးလိုက်ရတာပေါ့ဟိုကောက်ကျစ်တဲ့မိမကလည်းသူတို့နှစ်ယောက်ပူးပေါင်းပြီးနတ်ဖျားရတနာကိုခိုးတာပါဆိုပြီးအတင်းဆွဆွဲတော့တယ်ဒါပေမဲ့မိစ္ဆာဘုရင်ကတော့တညာလုံးမင်းကလေးနားမှာပဲရှိနေခဲ့တာပါဆိုပြီးပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်သူ့စကားကြောင့်မင်းကလေးကရှေ့ကိုတက်လာပြီးတရားခံအစ်စ်အမှန်ကိုရှာဖွေဖို့အတွက်သူမကိုအခွင့်အရေးပေးပါဆိုပြီးအတနာခံခဲ့ပါတယ်ကောင်းကင်ဘုရင်ကြီးကလည်းမိစ္ဆာဘုရင်ကိုဒီနေရာတွင်ချက်ချင်းတက်ပစ်ဖို့အခြေအနေမပေးတာကြောင့်အမှုမှန်ပေါ်အောင်ရှာဖွေဖို့3ရက်အချိန်ပေးလိုက်ပါတော့တယ်မင်းကလေးကတော့ငကားကြေးခွန်ကိုတဲလုံစာဖြစ်သုံးပြီးတရားခံကိုလိုက်ရှာဖို့ကြံရွယ်ပေမဲ့မိစ္ဆာဘုရင်ကတော့အဲ့ဒါမလိုပါဘူးလို့ပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူကတရားခံရဲ့အပေါ်မှာခြေရခံကားထားကိုကြိုတင်မနှံဆုံးသွင်းထားပြီးသားဖြစ်လို့ပါအဲ့ဒီဘီလိမ္မာကသူ့ရဲ့ငကားကြေးခွန်ကိုကင်တွယ်ခဲ့ကြတဲ့ကမိစ္ဆာအရှိန်ဝါကိုထုတ်လွှတ်လိုက်ရုံနဲ့သူမဘယ်နေရာမှာရှိနေလဲဆိုတာကိုကွက်တီသိနိုင်တာကြောင့်ဖြစ်ပါတယ်ခါလေးအတွင်းမှာတင်မဲ့မိစ္ဆာဘုရင်ဟာအကွက်ဆင်ခဲ့တဲ့ကောက်ကျစ်တဲ့မိမရှိရာနေရာကိုကွက်တီခြေရခံပြီးသွားပါတော့တယ်